ဥရုံပရဒေဝီဆိုတာနောက်ဆုံးဘုရင်ကြီးနဲ့လက်ထပ်ထားတဲ့မိဖုရားအသစ်ဆက်ပေါ့နော်တိုင်းပြည်လှဲ့တဲ့အခါမှာဆင်စီးပြီးတော့တူတူလှဲ့တယ်လမ်းရောက်တဲ့အခါမှာတိုင်းသူပြည်သားတွေကဘုရင်ကြီးသွားတဲ့လမ်းကိုတန်ရှင်းလုပ်ကြတယ်လူတွေဟာမြေတွေညီအောင်လုပ်ကြရတယ်အဲ့လိုလုပ်တဲ့ထဲမှာမိဖုရားကစင်မောကနေပြီးတော့ကြည်ရင်ကနေပြီးလူတယောက်ပေါက်တူးပေါက်နေတာကိုကြည့်ပြီးတော့အဲ့ဒီဥရုံမရဒေဝီမိဖုရားကပြုံးပြလိုက်တယ်ပြုံးပြလိုက်တော့ဘုရင်ကြီးကအထင်လွဲသွားတယ်အထင်လွဲသွားတဲ့အခါကျတော့မိဖုရားကအမှန်တိုင်းဖြေရှင်းတာသူဟာတဲ့သူ့အဖေကပေးစားလိုက်တဲ့သူ့ရဲ့ယောက်ျားပဲတဲ့အရင်တော့အဲ့တော့ဘယ်လိုပေးစားလိုက်တာတော့ဆိုအဲ့ဒီမိဋ္ဌိလပြည်ကပိန်ခုတ်တရဆိုတဲ့လူငယ်တယောက်ဟာတက္ကသိုလ်ပြည်ကိုသွားပြီးပညာသင်တယ်ပညာသင်တော့သူကစာကြိုးစားတယ်စာကြိုးစားတော့ဆရာကြီးရဲ့လက်ထောက်ဖြစ်ပြီးတော့ကျောင်းဆင်းတဲ့အခါမှာဆရာကြီးမေးသမျှကိုဖြေရှင်းပြီးတော့သင်တန်းပြည့်စုံတဲ့အခါမှာသူမိဋ္ဌိလပြည်ကိုပြန်လာမိဋ္ဌိလမြို့ကိုပြန်လာမယ်ပြန်လာတဲ့အခါမှာအဲ့ဒီခေတ်ကတက္ကသိုလ်ဆရာကြီးတွေရဲ့ထုံတန်းစင်လာတစ်ခုရှိတယ်အရွယ်ရောက်တဲ့သမီးပြူတွေပါလေရှိရင်ကျောင်းသားကြီးနဲ့ပေးစားလေးရှိတယ်အဲ့တော့ပိန်ကုတ်တရဆိုတဲ့လူကပထမဆုံးဆရာကြီးရဲ့လက်ထောက်အနေနဲ့ကျောင်းသားကြီးခေါင်းဆောင်အနေနဲ့သူ့ကိုသူ့သမီးနဲ့ပေးစားလိုက်တယ်သူတို့ထုံတန်းစင်လာရပေးစားလိုက်တော့ပိန်ကုတ်တရကသဘောမကျဘူးသဘောမကျပေမဲ့ဆရာကြီးရဲ့စီမံဆိုတော့သူလက်ခံလာလက်ခံပေမဲ့လို့ဆရာကြီးရဲ့သမီးကိုသူကလုံးဝမနှစ်သက်ဘူးဘာကြောင့်မနှစ်သက်တာတော့ဆိုပိန်ကုတ်တရဆိုတဲ့လူကဘုံကံမရှိဘူးသူကဟိုဆရာကြီးရဲ့သမီးကရုပ်ကလည်းမတမချောတယ်ဒါပေမဲ့ဘုံကံမတမကြီးမားတယ်သူကအဲ့တော့ဘုံကံမရှိတဲ့လူကဘုံကံကြီးမားတဲ့အမျိုးသမီးကိုမထိုက်တန်ဘူးဟောဒါလည်းရှိတယ်နော်အဲ့ဒါလို့အဲ့ဒီဆရာကြီးသူ့သမီးနဲ့ပေးစားပြီးတဲ့နောက်မှာဆရာကြီးထံမှာတစ်ပတ်လောက်သူတို့တူတူနေကြတယ်နေတဲ့အခါမှာအိပ်ပြီဆိုလို့ရှိရင်သူ့ရဲ့ဆရာကြီးသမီးကသူနဲ့အတူလာအိပ်ရင်သူကအောက်ဆင်းအိပ်တယ်ဆရာကြီးသမီးကသူအောက်ဆင်းအိပ်တယ်သူကခရီးမော်တက်အိပ်ပြန်အတူအိပ်ကိုမခံနိုင်တာအဲ့လိုနဲ့တပတ်ကြာနေထိုင်ကြပြီးတော့ပြန်လာကြတယ်လမ်းပြန်တော့လဲစကားတခွန်းမှမပြောဘူးတဲ့သူ့အဖို့မှာဒီဆရာကြီးသမီးပါလာတာကိုနေရထိုင်ရခက်နေရထိုင်ခက်မိဋ္ဌိလမြို့သားရောက်တဲ့အခါကျတော့ရေတပန်းပင်ကြီးကအသီးတွေညွတ်နေအောင်သီးတာရေတပန်းပင်ဆိုတာအဖျားမှာတော့သီးတာမဟုတ်ဘူးပင်စီမှာသီးတာပေါ့နော်အသီးတွေပြည့်နေအောင်သီးတော့သူကလမ်းသွားရင်စားတာနဲ့ရေတပန်းသီးအပင်ပေါ်တက်ပြီးရေတပန်းသီးစားတယ်စားတော့အဲ့ဒီဆရာကြီးကပေးစားလိုက်တယ်ဆရာကြီးရဲ့သမီးကသူ့ကိုလည်းပဲချပေးပါအောင်သူလည်းစားတယ်စားခြင်းတယ်ဆိုနင့်မှလည်းခြေနဲ့လက်နဲ့နင်းခြေနဲ့နင်းလက်နင်းပါမင်းတက်စားဆိုပြီးတော့မပေးဘူးတဲ့သူစားလို့ကတော့ဆင်းသွားတော့အဲ့ဒီဆရာကြီးသမီးကသူ့ဟာသူတစ်ပင်ပေါ်တက်ပြီးတော့ရေစပန်းသီးစားနေတဲ့အချိန်မှာပတ်ဝန်းကျင်မှာရှိတဲ့ဆုခက်တွေကိုအဲ့ဒီတစ်ပင်ကိုရံပြီးတော့ပြန်ဆင်းမလိုက်တာနိုင်အောင်သူကဆုခက်တွေနဲ့ပိတ်ဆို့ပြီးတော့ထွက်ပြေးသွားတယ်နော်အဲ့ဒီမျိုးသမီးကိုပြစ်ထားတယ်အဲ့ဒီအချိန်မှာဘုရင်ကြီးကဥယျာဉ်ထွက်ရင်တိုင်းကားလှိလိလာတဲ့အခါကျတော့အဲ့ဒီမျိုးသမီးတစ်ပင်ပေါ်မှာတွေ့တော့ဘုရင်ကြီးကခုခေတ်စကားနဲ့ဆိုတော်ကောက်သွားတယ်ပေါ့နော်အဲ့တော့မေးတယ်ပိုင်ရှင်ယောက်ျားရှိသလားမရှိဘူးလားဆိုတော့သူကတက္ကသိုလ်ဆရာကြီးရဲ့သမီးဖြစ်တယ်တက္ကသိုလ်ဆရာကြီးကဒီကျောင်းသားကြီးတယောက်နဲ့ပေးစားလိုက်တယ်ဒါပေမဲ့လို့သူကပြစ်သွားတယ်ဆိုတဲ့အကြောင်းကိုပြောတော့ဘုရင်ကြီးကခေါ်သွားတယ်ရေတဖန်းပင်ပေါ်မှာရတာဖြစ်သောကြောင့်သူ့ကိုရေတဖန်းပင်နာမည်နဲ့ဥဒုံပရဒေဝီလို့ပဲခေါ်ကြတယ်နော်ရေတဖန်း
ခြေတပန်းရဲ့ပါဠိနာမည်ကဥဒုံပရတဲ့ဒါမို့သူကိုဥဒုံပရဒေဝီလို့ခေါ်တယ်အဲ့ဒီလိုရလာပြီးတော့အခုလို့သူတို့ပြန်ဆုံတဲ့အခါမှာသူကမိဖုရားဖြစ်နေပြီဟိုလူကပေါက်တူးပေါက်တဲ့လူဖြစ်နေတယ်အဲ့ဒီမှာခြေစမ်းပေါ့လေသူ့အဖေကပေးစားလိုက်တဲ့တန်းနဲ့ဒီလူဟာအခုတော့အမှုတန်းပြင်ပမှလှုပ်ရှားနေရတဲ့လူတစ်ယောက်ဖြစ်နေပြီဆိုတဲ့အနေထားနဲ့သူကပြုံးပြတာအဲ့ဒါဘုရင်ကြီးကထင်လဲတော့တတ်မဲ့ဖြတ်မဲ့လှုပ်တယ်လှုပ်တော့ပညာရှိတွေကိုမေးပါအောင်လောကမှာမတန်လို့ရှိရင်ကျက်တည်ရှိသူနဲ့ကျက်တည်ကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘယ်လိုမှရေဆက်မဆုံဘူးဆိုတာရှိနိုင်သလားဟုတ်တယ်ခုခေတ်လူတွေရေဆက်လို့ပြောကြတယ်နော်ရေဆက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေဆက်ဆုံလို့မရဘူးတဲ့ဘုံကံချင်းဒါကွာနေလို့ရှိရင်ရေဆက်မဆုံဘူးအဲ့ဒါကိုတေနကအမတ်ကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုတော့ဒီရေဆက်မဆုံဘူးသူဟာဥဒ္ဓမရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေဆက်မဆုံဘူးဆိုတာကိုပြောတော့တေနကအမတ်ကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူးလို့ပြောသူကမရှိနိုင်ဘူးပေါ့မိဘပေးစားရဲ့တန်းနဲ့ဒီလိုဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့အသက်ခံမှာတိတ်ကြောက်သွားတယ်တိတ်ကြောက်သွားတော့ဘုရင်ကြီးကတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုပြီးမဟောဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးဟာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုံကံချင်းမတူရင်ရေစက်မဆုံဘူးဆိုတာဖြစ်နိုင်သလားဆိုအဲ့ဒါဘုရင်ကြီးမေးတဲ့မေးခွန်းကဘာတော့ဆိုအဋ္ဌိတိယရူပဝတ္တိသာသသီလဝတ္တိတိယအမျိုးသမီးတယောက်ဟာယောဂလည်းအမတမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတံနာအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးနော်မခင်နိုင်ဘူးတတ္တဟာတိမောဒတာအဲ့ဒါမျိုးရှိတယ်ဆိုတာမင်းယုံကြည်သလားတဲ့လောကမှာရှိနိုင်သလားတဲ့အမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုတ်လဲချောတယ်နော်ကိုချင်းတရားလည်းဓမ္မကောင်းတယ်ဒါပေမဲ့လို့သူ့ကိုနှစ်သက်တဲ့ယောက်ျားမရှိဘူးဆိုတာဒါယုံကြည်နိုင်သလားဆိုတော့မဟောဒရာဗဏိတကဖြေတယ်တတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်တဲ့ပုရိသောဒုပဂောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးမာတဲ့အမျိုးသမီးကိုစိတ်ဝင်စားမှုတဲ့ဒါရေစက်မဆုံဘူးလို့ပြောမှာပမာလို့တော့နော်ရေစက်မဆုံဘူးမဆုံနိုင်ဘူးတဲ့တရားတိရိစကာလကဏိစနာသမေတိကုရသနာလောကမှာတဲ့ဂုံချက်တွေရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံချက်တွေရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်သောအခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးတဲ့ဒါလူတဘာဝပါပဲလို့ဘုရားလောင်းကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီကအသက်ချမ်းသာရသွားတယ်ကျေးဇူးတင်တယ်မဟောဒရာကိုအနိုးဆိုရင်သူဟာအသက်ခံရမယ့်သဘောဖြစ်သွားတယ်အဲ့ဒါလို့ပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာဘုရင်ကြီးကလည်းပဲကျေးဇူးတင်သွားတယ်အကယ်၍မဟောဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတူဆုံးရှုံးသွားနိုင်တယ်တေနကလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူတေရန်ပေးမိမှာပေါ့ခုမဟောဒရာရဲ့ကျေးဇူးကြောင့်ဒီမိဖုရားကိုသူမဆုံးရှုံးတာဖြစ်တယ်ဆိုပြီးတော့ခြေနှပ်ပြီးတော့စုငွေတသိန်းဘုရင်ကြီးကဆုချတယ်ကက်ရှ်တောင်းပေးတာနော်စုငွေတသိန်းတခါလည်းပေးတယ်ဒါဆောင်ပေးတာအဲ့တော့ဥဒ္ဓမရဒေဝီကလည်းပဲမောဒရာကယ်ပေလို့သူအသက်ရှင်ရတယ်ဆိုပြီးတော့ဘုရင်ကြီးစုကိုခွင့်တောင်းတယ်မောဒရာကိုသူမောင်လေးအဖြစ်မွေးစားပြရစေသူ့ကြောင့်အသက်ရှင်ရတော့မောဒရာကိုမောင်လေးဖြစ်မွေးပြရ
မွေးစားဘုရင်ကြီးကလည်းခွင့်ပေးလိုက်တယ်နောက်ဆုံးမှာစားစရာတောက်စရာတွေတွေ့တဲ့အခါမှာမောဟဒရာစီသူပို့ခြင်းနဲ့ဆိုရင်အချိန်ရှိသည်ဖြစ်စေအချိန်မရှိသည်ဖြစ်စေပို့ခွင့်ဘုရင်နန်းတော်ဆိုတာအချိန်နဲ့အချိန်တကားပိတ်ထားတယ်ပါရှိတယ်အဲ့ဒီလိုအခါမျိုးမှာစားစရာတောက်စရာကိုမောဟဒရာအိမ်ကိုပုတ်ပေးခွင့်ဆိုတဲ့အခွင့်အရေးကိုပါတောင်းဆိုလိုက်တော့ဥဒ္ဓမရဒေဝီဟာဒီအခွင့်အလမ်းကိုလည်းပဲရရှိထားတော့မောင်နှမအဖြစ်သူဟာမွေးစားခြင်းကိုခံရတယ်